တော့ဒီလိုအားလုံးနဲ့မင်္ဂလာပါဆရာတို့ Grace ရဲ့ကမ္ဘာသမိုင်းအခန်းလေးအရှိဗီဒီယိုဖိုင်မှာဆရာတို့ဘာကြောင့်ပြောခဲ့လဲမက်ဆိုပိုတေးမီးယားဒေသရဲ့ခေတ်နှစ်ခေတ်ကိုပြောခဲ့တယ်ဆူမာရီယာခေတ်နဲ့ဘီဘီလိုနီးယားခေတ်အဲ့ဒါဆိုရင်ဆရာတို့တတိယမြောက်ခေတ်ဖြစ်တဲ့အာဆီရီယာခေတ်ကိုပြောမယ်ခုနကတပိုင်းကြောင့်ပြန်ဆက်ရင်ဘေဘီလိုမျိုးကိုဆွဲပြုပြီးတော့မြို့တော်တည်ထောင်လာတဲ့ဘေဘီလိုနီးယားပြည်ထောင်စုကြီးကအာဆီရီယာလူမျိုးတွေတိုက်လို့ပြတ်သွားတယ်အဲ့ဒါဆိုရင်ဆရာတို့ဒုတိယမြောက်စာကုန်ဘင်လက်ထက်မှာမက်ဆိုပိုတေးမီးယားတပြည်လုံးနဲ့ဆရာတို့အာရှမိုင်နာကျွန်းဆိုတဲ့တဝမ်းလုံးကိုအာဆီရီယာတို့သိမ်းသွင်းခဲ့တယ်ဆိုတော့ဆရာတို့အာဆီရီယာတို့ဟာစစ်ရေးမှာအလုံးတော်တဲ့လူတွေပေါ့စစ်ရေးတော်တာဆရာတို့နိုင်ငံကမတည်ငြိမ်ဘူးဆိုတာအာဆီရီယာခေတ်ကတည်ခံနေလိမ့်မယ်ဟုတ်ပြီနော်သူတို့ကခုနပြောတဲ့ဘီဘီလိုနီးယားဆိုရင်ဆရာတို့ဆူမာရီယာအာကတ်ဆူမာပြည်တော်စုကိုပဲသိမ်းနိုင်တယ်နော်သူတို့ဒီနာနီနီလောက်ကိုပဲချက်ထွင်နိုင်တယ်ဒါနဲ့ဘီဘီလိုနီးယားဒီပြည်တော်စုကိုဆရာတို့သိမ်းပိုက်ခဲ့တဲ့အာဆီရီယာလူမျိုးတွေကမက်ဆိုပိုတေးမီးယားဒေသကိုခေါ်တဲ့ယူဖရိတ်မြစ်နဲ့ယူဖရိတ်မြစ်နဲ့ထိုင်ဂရီမြစ်စုံနဲ့ဒေသတဝမ်းလုံးကိုသိမ်းပိုက်ပြီးတဲ့အပြင်တော်မှာအာရှမိုင်းနာကျွန်းဆွယ်တဝမ်းလုံးကိုသိမ်းပိုက်လိုက်ပြီအဲ့ဒီအချိန်ကနေစပြီးတော့သူတို့အာဆီရီယာဒီဆိုတော့ပြည်တော်စုမဟုတ်ပဲ empire ဖြစ်သွားပြီအာဆီရီယာလူမျိုးနော်အာဆီရီယာလူမျိုးတွေကဆရာတို့အင်အားကောင်းတဲ့စစ်တပ်ကိုပိုင်ဆိုင်ခဲ့ဒါကြောင့်မို့လို့လဲဆရာတို့အာရှမိုင်းနာကျွန်းဆွယ်တစ်ခုလုံးကိုသိမ်းနိုင်တာပေါ့ဒါပေမဲ့နော်ဆရာတို့အာဆီရီယန်နော်ဆိုတော့ဒီမှာစာလုံးမှာအာဆီရီယန်လူမျိုးတွေကဒီခုနပြောသလိုစီရေးကိုပဲဦးစားပေးနေတဲ့အတွက်ကြောင့်လို့စီးပွားရေးကျဆင်းပြီးတော့နိုင်ငံပြိုကွဲခဲ့တယ်ဆိုတော့ခုနပြောစီရေးဆိုတာနိုင်ငံရေးပေါ့နိုင်ငံရေးစီးပွားရေးဆိုတော့လူမှုရေးနော်အဲ့လိုမျိုးအပတ်ပတ်မန်တိုင်းတွေကပြည်စုံနေမှာဆရာတို့ကဘာဖြစ်မှာလဲနိုင်ငံဖွံ့ဖြိုးတိုးတက်အမေရိကန်နိုင်ငံသူ့ပြည်ရေးစစ်ဖြစ်လာမဖြစ်ဘူးတခြားနိုင်ငံတွေရဲ့ပြည်ပဆိုပြည်ရင်းပြည်ပစစ်တွေကိုကူညီပေးနိုင်တဲ့အထိတော့လက်နဲ့အင်အားဖွံ့ဖြိုးတိုးတက်သူတို့နိုင်ငံမှာစစ်မဖြစ်လို့တော့တခြားနိုင်ငံမှာစစ်ဖြစ်နေတာကိုကူညီပေးနေရဘာဖြစ်လို့လဲဒီနိုင်ငံအေဂျင့်မှာဆရာတို့ကဘာဖြစ်မလဲနိုင်ငံအုပ်ချုပ်ရေးစီးပွားရေးလူမှုရေးအဖက်ဖက်ကဖွံ့ဖြိုးတိုးတက်ဒါမှလည်းနိုင်ငံရဲ့ GDP တွေဘာဖြစ်မှာလဲဖွံ့ဖြိုးတိုးတက်ပါဆရာတို့မြန်မာနိုင်ငံဟာဆရာတို့ခုနပြောသလိုပြည်ရင်းမငြိမ်သက်မှုငြိမ်းချမ်းမှုငြိမ်းချမ်းမငြိမ်သက်မှုတွေကြောင့်ဆရာတို့နိုင်ငံကဘာဖြစ်လဲအဖက်ဖက်ကနေအားနည်းတယ်ဒါသမိုင်းတင်နေနဲ့ပြောပြရမယ်သမိုင်းဆရာကြီးရဲ့သမိုင်းပေးတာဝင်နေသမိုင်းတင်နေဆိုတော့ဆရာကြီးဒေါက်တာတန်းထွန်းပြောခဲ့တဲ့စကားတစ်ခုမှမအောင်လို့သမိုင်းတင်တာဒါပေမဲ့ဆရာရဲ့ခံယူချက်ကတော့လေမအောင်လို့သမိုင်းတင်တာထက်ဒါဆရာကြီးဒေါက်တာတန်းထွန်းကိုဆရာကလေးစားပါတယ်ဒါနဲ့ဆရာကြီးပြောတဲ့စကားကိုလည်းလက်ခံပါတယ်ဒါပေမဲ့ဆရာတင်နေတဲ့သမိုင်းကြတော့မအောင်ဆိုတာထက်ဆိုတော့ပထမကဘာစီကြီးဖြစ်တယ်ဒါမတရားလို့ပြောပြပထမကဘာစီကြီးဖြစ်တော့နိုင်ငံပေါင်းချုပ်အသိကြီးပေါ်လာတယ်နိုင်ငံပေါင်းချုပ်အသီးအလောက်ကဘာလဲဆိုတော့နောက်ထပ်တစ်ချိန်အဲ့လိုမျိုးကဘာစစ်တီမဖြစ်အောင်လို့ဖွဲ့စည်းထားတာဒါပေမဲ့ဒုတိယကဘာစစ်ကြီးဖြစ်တဲ့အတွက်ကြောင့်မျိုးနိုင်ငံပေါင်းချုပ်အသီးကြီးရဲ့ဆွမ်းဆောင်မှုကဘာမှမရှိဘူးအခုဒုတိယကဘာစစ်ပြီးတော့ဆရာတို့ကဘာကုလသမဂ္ဂဆိုတဲ့ United Nations ကိုဖွဲ့စည်းထားတယ်သူရဲ့အလောက်ကကဘာစစ်ကြီးမဖြစ်ဖို့နဲ့ဆရာတို့ကဘာတော်မှာငြိမ်းချမ်းသာရဘူးဒါပေမဲ့သူ့ရဲ့ mission တွေက freeze ဖြစ်နေတယ်အခုတော့နော်ဆိုတော့ဘယ်နိုင်ငံမှာဆရာတို့သူ့ရဲ့ဩဇာတရားမှုကမရှိဘူးဖြစ်အဲ့ဒါဆိုရင်သူကနောက်တစ်ခါနိုင်ငံပေါင်းချုပ်အသင်းလို့ဖြစ်ပြီးတော့နောက်ထပ်တတိယကဘာစစ်ဆိုတဲ့ကဘာစစ်ကြီးဖြစ်ဖို့နည်းအောင်ပါပဲဒါဆိုရင်ဆရာတို့ကရှေ့မှာဖြစ်ခဲ့တဲ့သမိုင်းကြောင်းတွေကိုအတူယူလေ့လာပြီးတော့နောက်ဒီလိုမျိုးကြုံလာခဲ့ရင်တို့ဘယ်လိုမျိုးလုပ်မလဲဆိုတာထွက်ပေါက်ကိုရှာဖို့အတွက်သမိုင်းကိုသင်ရတာသမိုင်းကိုသင်နေဆိုတာဘာလို့ဖို့လဲထွက်ပေါက်ရှာဖို့ဒီလိုမျိုးအဖြစ်ဆိုးနဲ့မကြုံရအောင်လို့သမိုင်းကိုသင်တာ
တော်သမီးတို့နောက်ထပ်10နှစ်လောက်နေတော်သမီးတို့ရဲ့တမိုင်းစာအုပ်မှာ2020 2019 2020ကမ္ဘာကပ်ဆိုးရောဂါကြီးကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ဟာကြီးကိုလည်းတော်သမီးရဲ့စာအုပ်မှာတမိုင်းအနေနဲ့သင်ရမှာပြောလို့မရဘူးဘာလို့တမိုင်းဆိုတာအမြဲတမ်း update ဖြစ်နေတာ update ဖြစ်နေမှာတမိုင်းချောင်းကိုတော်သမီးတို့သိပါတယ်ဟုတ်ပြီနော်မပြောမရအောင်ဆရာကပြောလိုက်တဲ့ခေါင်းစဉ်ကနောက်10နှစ်မှာတမိုင်းရောက်မှာပါလာမှာ2019 2020ကမ္ဘာကပ်ရောဂါဇိုးကြီးကိုရိုနာဗိုင်းရပ်စ်ဆိုပြီးတော့ဆရာတို့ဖြစ်မှာအဲ့ဒီခါကျတော့သမီးတို့ဒီကမ္ဘာကပ်ရောဂါကြောင့်အခြေခံလူသားရဲ့ဘဝကြီးဘယ်လောက်တောင်ဆုတ်ပြတ်သက်ခဲ့ရလဲဆိုတဲ့အကြောင်းတွေကိုသိရမှာတကယ်ကဆရာတို့ဒီကိုရိုနာဗိုင်းရပ်စ်လှိုင်းတလိုင်းဖြစ်လိုက်တိုင်းလှိုင်းကြုံလိုက်တိုင်းသင်္ဘောကအလူးလက်ခံရတယ်လို့မျိုးပဲအဲ့ဒီလှိုင်းလောက်လိုက်တိုင်းလှိုင်းပုတ်လိုက်တိုင်းအခြေခံလူသားရဲ့ဘဝဘယ်လောက်တောင်ဒုက္ခရောက်လဲဆိုတော့တားတို့သမီးတို့တကယ်လေးလာကြည့်မှာသိမှာဒါဟာတမိုင်းတင်နေတဲ့တားတို့သမီးတို့ပြောပြစီးရီးကောင်းလိုက်ရဲ့နိုင်ငံကဘာဖြစ်လဲအင်ပါယာကြီးကမတောင်းသေးဘူးစီးပွားရေးဆရာတို့ဘာဖြစ်လဲကြာဆင်းပြီးတော့နိုင်ငံကပြိုကွဲခဲ့တယ်အဲ့ဒါဆိုရင်အာဆီယံခေတ်တုံသွားပြီဆိုရင်ဆရာတို့ဘာပေါ်လာလဲဆရာတို့ကော်ရီးယားခေတ်ပေါ်လာတယ်အာဆီယံနိုင်ငံပြိုကွဲသွားပြီးရဲ့နောက်မှာအဲ့ဒီဒေသမှာကော်ရီးယားနဲ့မီးလူမျိုးတွေခွဲဝေအုပ်ချုပ်ကြတယ်မက်ဆိုပိုတေးမီးယားဒေသကိုကော်ရီးယားကရရှိပြီးဘီဘီလိုနီးယားပြည်အောင်စုကိုတည်ထောင်ခဲ့ကြတယ် BC 938ဆိုတော့ BC 400ကနေစတင်နှုံးသွားခဲ့တဲ့မက်ဆိုပိုတေးမီးယားဒေသကြီးဟာနောက်တဲ့နှစ်ပေါင်း3500နီးနီးကြာတဲ့ BC 938မှာအရှိဘက်ကတရှုံလူမျိုးတွေရဲ့တိုက်ခိုက်မှုကြောင့်ဒီဆရာတို့မက်ဆိုပိုတေးမီးယားရဲ့ယဉ်ကျေးမှုနောက်ဆုံးခေတ်ဖြစ်တဲ့ကော်ရီးယားခေတ်ကုန်ဆုံးသွားပြီဟုတ်ပြီနော်ဆရာတို့အဲ့ဒါဆိုရင်ရှေးကြဆုံးသောမက်ဆိုပိုတေးမီးယားရဲ့ BC 938မှာကော်ရီးယားခေတ်ကျက်သုံးသွားပြီအဲ့ဒါဆိုရင်ဆရာတို့မက်ဆိုပိုတေးမီးယားဒေသအကြောင်းကိုလေ့လာတော့ပြီးသွားပြီအဲ့ဒါဆိုရင်မက်ဆိုပိုတေးမီးယားဒေသဟာဘယ်မှာရှိတာလဲပြန်ပြီးတော့ revision လုပ်ကြည့်အောင် Euphrates မြစ်နဲ့ဆရာတို့ Tigris မြစ်မက်ဆိုမြစ်တွေဒေသမှာတည်ရှိတယ်မြေစီမျိုးစာကောင်းလို့ဆရာတို့လေယာစိုက်ပျိုးရေးကိုအဓိကလုပ်တယ်စိုက်ပျိုးရေးအတွက်မြေကိုတွယ်ယူတယ်စက်ပြီးတကြအသုံးပြုတယ်စိုက်ပျိုးရေးအပြင်သုံးနွားစိတ်မြေစရေးဆရာတို့မွေးမြူရေးလုပ်ငန်းတွေလက်လုပ်လုပ်ငန်းတွေဖြစ်တဲ့ပပဲဘူးကိုလည်းလုပ်သေးတယ်မက်ဆိုပိုတေးမီးယားဒေသကိုခေတ်လေးခေတ်ပိုင်းခြားရေးဆူမာရီယာခေတ်ဘေဘီလိုနီယာခေတ်အာဆီရီယာခေတ်ကော်ရီးယားခေတ်ဆူမာရီယာဒေသဟာမက်ဆိုပိုတေးမီးယားဒေသရဲ့ရှေးကြဆုံးယဉ်ကျေးမှုစတင်ထွန်းကားတဲ့ဒေသဖြစ်တယ်ဆူမာရီယာဒေသရဲ့အုပ်ချုပ်မှုမှာဆရာတို့ဘာသာရေးလွှမ်းမိုးခဲ့ဘေဘီလိုနီယာခေတ်ရဲ့အထင်ရှားဆုံးသောစရမမြောက်ဘုရင်ဟာမူရာဘီရဲ့ကိုရာဥပဒေဒီကမ္ဘာသမိုင်းမှာအထင်ရှားဆုံးဥပဒေကြီးဖြစ်တယ်ဒုတိယမြောက်စာကုံဘုရင်လက်ထက်မှာမက်ဆိုပိုတေးမီးယားဒေသနဲ့ဆရာအာရှမိုင်းနာကျွန်းဆွယ်ကတိမ့်လိုက်တဲ့အတွက်ကြောင့်မလို့အာဆီနီယာအင်ပါယာဟာတကောအားနာကြီးထွားလာတယ်အာဆီနီယာနေရာဆိုစီးရေးကိုပဲဦးစားပေးပြီးစီးပွားရေးမှာ face နော်မအောင်မြင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့နိုင်ငံကြာဆုံးခဲ့တယ်ဆိုတော့ကမ္ဘာသမိုင်းရဲ့မက်ဆိုပိုတေးမီးယားဒေသပြီးသွားတဲ့အချိန်မှာဆိုတော့နောက်ထပ်အဆင့်တန်းလူအဆင့်တန်းမြင့်မားတဲ့လူအဖွဲ့အစည်းရဲ့အဆင့်တန်းမြင့်မားတဲ့အီဂျစ်နိုင်ငံအကြောင်းကိုဆရာတို့လေ့လာအခုဆိုတော့ဆရာတို့အီဂျစ်နိုင်ငံပေါ့နော်ဒါနဲ့အီဂျစ်နိုင်ငံကဘာနဲ့ဆရာတို့နာမည်ကျော်ကြားလဲဆိုရင်မန်မီတွေနဲ့နာမည်ကျော်ကြားတယ်မာမီတွေမဟုတ်ဘူးနော်မာမီတွေဆိုရင်တော့ငကနာတော့ကနော်မန်မီတွေနဲ့ဆရာတို့ဘာဖြစ်လဲယဉ်ကျေးမှုထွန်းကားတယ်မန်မီတွေဆိုတာဆရာတို့
တေဝါရဲ့ရုပ်အလောင်းတွေကိုစေးရည်စိမ်ပြီးတော့မပုံမတော့အောင်စေးရည်စိမ်ပြီးတော့ဆိုတော့သူတို့ကတော့ဆိုတော့အဝိစာရည်နဲ့ပတ်တာပေါ့နော်တို့အမြင်ကတော့ပတ်တီးတွေပတ်တာပေါ့နော်အဲ့လိုဆိုတော့စေးရည်စိမ်ပြီးတော့ဆိုတော့ဒီလိုပတ်တီးလိုပုံစံကြီးတွေနဲ့ပတ်ပြီးတော့အကောင့်ထလာတွေထဲမှာထည့်ပြီးတော့pyramid ဆိုတော့တရိခံပုံတွေဒုညုံပုံကြီးတွေရဲ့ဆိုတော့ဂုံဒင်းတိုင်းတွေမှာဆိုတော့ဘာလို့ထားလဲမြုပ်ထားတယ်သူတို့ရဲ့ယူဆချက်ကမြတ်ဖျားကြီးရဲ့ကောင်းကြီးပေးမှုနဲ့အတူဒီမြင့်မြတ်စွာတည်ဆုံးသွားတဲ့ဖာရိုဘင်းရဲ့အလောင်းတွေကနောက်တစ်ချိန်မှာအသက်ဝင်လာပြီးတော့ဆရာတို့ဒီနိုင်ငံကိုအုပ်စိုးရမယ်ဆိုပြီးတော့သူတို့ကယုံကြည်ထားတယ်ဒါကြောင့်မလို့သူတို့တည်တဲ့အခါမှာသူတို့ကမန်မီရုပ်အလောင်းတွေစေးရည်စိမ်ပြီးတော့ဆိုတော့ pyramid ကြီးထဲမှာဆိုထည့်ဆိုရင်ဆရာတို့အီဂျစ်နိုင်ငံမှာအစစ်အတမ်းမြင့်မားတဲ့ရည်ကြီးမှုကြီးထုံးထားခဲ့တယ်ထိုးစီခံကအီဂျစ်နိုင်ငံကိုဆရာတို့အာဖရိကတိုက်ရဲ့နိုင်မြေဝမ်ဒေသကမလုပ်ခဲ့တယ်ဆရာတို့တည်ထောင်ခဲ့ရှေးဟောင်းယဉ်ကျေးမှုများစတင်ထုံးထားရာဒေသဖြစ်နိုင်မြေကဘလို့မြင့်လဲဆရာတို့ကဘာပေါ်မှာအရှိဆုံးမြင့်နိုင်မြေဝမ်ဒေသဟာဆိုရင်ဆရာတို့ဒီအာဖရိကတိုက်ဟာတဲခင်နေရာတွေပေါ်များနေတယ်မိုးအလွန်နေပါတဲ့အတွက်ဆရာတို့ဒီမြေရှင်နဲ့ဆရာတို့နှုတ်တင်မြေလူတွေအပေါ်မှာဆရာတို့စိုက်ပျိုးရေးစိုက်တယ်မြေစီအောင်တာကောင်းမှုနေဒါကြောင့်မို့စိုက်ပျိုးရေးလွန်စွာဖြစ်ထွန်းနေကဲအဲ့ဒါဆိုရင်ဆရာတို့အီဂျစ်နိုင်ငံမှာဘယ်လိုနော်ဆရာတို့ဒီစိုက်ပျိုးရေးနည်းပညာတွေဖွံ့ဖြိုးတိုးတက်ခဲ့တယ်ဆရာတို့ကပြောတဲ့ဆရာတို့ဒီစိုက်ပျိုးမြေတွေမှာအပင်ကြီးစိုက်လို့ရအောင်နွားတွေနဲ့ဆွဲတဲ့ထဲတွေနဲ့ဆရာတို့ရေမြေတွေကိုစိုက်တယ်နိုင်မြေဝမ်းရဲ့အထက်ပိုင်းနဲ့အောက်ပိုင်းမှာမင်းနိုင်ငံတစ်ခုစီရဲ့မင်းနိုင်ငံတစ်ခုဆိုတာမင်းနိုင်ငံငါနိုင်ငံကိုပြောတာမဟုတ်နော်ဘယင်းနိုင်ငံတစ်ခုစီရဲ့ရင်းချင်းမှုပြီးနှစ်ပေါင်း800အတွင်းမှာတိုးတက်လာခဲ့ဒီဆရာတို့နိုင်မြေကနေဒီတန်းခံရာလွင်ပြင်ကိုဆရာတို့ဘာလို့လုပ်လဲတူးမြောင်းပယ်ပြီးတော့ဆရာတို့တော်ကြီးအမှုပညာစွမ်းရည်တွေကိုပေါ်ထုတ်တက်လာတဲ့တနေ့ထုံးစံဥပဒေဆိုတဲ့နော်ဝါဟာရတွေအတုံးလုံးတွေကိုသိလာတယ်ဟုတ်လားနော်ဒီလိုပြည့်မှုလောက်ရင်ဒီလိုမျိုးဆရာတို့အပြစ်ဒဏ်ခံရမယ်ဆိုတဲ့ဥပဒေတွေကိုနားလည်လာတယ်စာရေးကြီးစာဖန်ကြီးအတတ်ပညာတွေကိုစတင်တည်ထွင်လာတယ်တင်ချာပညာအီဂျစ်နိုင်ငံတင်ချာပညာပထမဦးဆုံးစတင်ထွန်းကားလာတယ်အီဂျစ်တွေအသုံးပြုတဲ့ပြက်ကလေးဟာရှေးကြဆုံးတော့ပြက်ကလေးဖြစ်တယ်တဲ့ဟုတ်နော်ကဲအဲ့ဒါဆိုရင်ဆက်ပြီးတော့ကျွန်တော်ပုံကိုကြည့်ရအောင်ဒါဆိုဗာလဲနွားနဲ့ခဲနဲ့ဆိုရင်တော့အပင်ကြီးစိုက်ဒါဆိုရင်ရောမခနဲ့ရဲ့ဆိုတော့တင်ချာဟောတယ်နော်ကိုပြီးတော့30လို့ကြတော့ဒါနဲ့ခိယူကြတော့100ဆရာတို့ဂီတာလိုဘာလိုက1000ဒါကြီးကလက်မျိုးလားလက်မလားအဲ့ဆိုလက်မျိုးလားလက်ဒီနှစ်ချောင်းနဲ့တစ်ချောင်းနဲ့အဲ့ဒါဆိုရင်ဆရာတို့ရာထောင်တော့ဒါဆိုရင်ဖားဆိုရင်ဖားလိုဘာလိုကောင်းပြီးတော့လူပေါ်မှာမှဇောင်းတွေဘာတွေသူ့ပုံစံပေါ့နော်ဒါရသူတို့ရဲ့ကိန်းနဲ့အတွက်ချက်ဒါဆိုရင်ဆရာတို့ elements ကိုခေါ်ရပေါ့နော်သူ့ရဲ့ ABCD ကိုဆရာတို့ရောမကဏ္ဍကိုရေးထားတယ်ဝေါ်တာဟုတ်နော်ကဲဒါဆိုရင် Egypt calendar 2018 Egypt calendar နော်ဆရာတို့ Egypt တို့စတင်အသုံးပြုခဲ့တဲ့ဆရာတို့ဗါလဲ calendar 364ရက်ရှိတယ်နော်ကဲအဲ့ဒါဆိုရင်ဆရာတို့မင်းနိုင်ငံဟောင်းခေတ်ဟုတ်ပြီနော်ဆရာတို့ခေတ်မှာအီဂျစ်မှာဖွံ့ဖြိုးတိုးတက်တဲ့ခေတ်ဖြစ်တဲ့မင်းနိုင်ငံဟောင်းခေတ်ကိုလေ့လာနော်ဆရာတို့ BC 3200 BC 3200ဆိုရင်အရှိမဆရာတို့လေ့လာခဲ့တဲ့ Mesopotamia ဒေသနဲ့ခေတ်ပြဖြစ်တဲ့ခေတ်ပေါ့နော်ဆရာတို့မင်းနိုင်ငံဟောင်းခေတ်ကအီဂျစ်နိုင်ငံရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းတို့ဘေးဘရင်ကစူစီအုပ်ချုပ်ခဲ့တယ်မင်းမြစ်ဘရင်ကစူစီအုပ်ချုပ်ခဲ့တယ်မင်းမြစ်ဘရင်အပါအဝင်သူ့နောက်ကဆက်ပြီးတော့အုပ်စိုးတဲ့ဘရင်60အုပ်စိုးခဲ့တဲ့ကာလကိုဆရာတို့မင်းနိုင်ငံဟောင်းခေတ်လို့ခေါ်တယ်ပြန်ပြောပါမင်းမြစ်အပါအဝင်
သူ့နောက်မှာအုပ်ချုပ်ခဲ့တဲ့မင်းဆက်60အုပ်စိုးတဲ့ကာလကိုမင်းနိုင်ငံဟောင်းခေလို့ခေါ်တယ်မင်းနိုင်ငံဟောင်းခေကဘယင်းတွေကို pharaoh လို့ခေါ်တယ်တို့အတိအကျအတိုင်းမြန်မာလိုအတန်တော့ဖာလိုပေါ့ဟုတ်လားသူ့ရဲ့အတန်တော့အဲ့လိုပေါ့ pharaoh အဲ့လိုပေါ့နော်သူ့ရဲ့အတန်တော့ Egypt တွေထွက်တဲ့အတန်ကိုပဲဖတ်ပြ pharaoh နော်အဲ့လိုအတန်တော့ pharaoh လို့မဖတ်ပါနဲ့ pharaoh နော် pharaoh ဘင်းရဲ့လက်ထက်ကဝါရာအလုံးမဲ့ကျမ်းပြမှာကျွန်းဆိုတဲ့နေရာမှာသူကနှစ်ပိုင်းရှိပါတယ်သူတို့ရဲ့ကျွန်းရဲ့နှစ်ပိုင်းကကျွန်းလူရင်းစားမွေးလာတဲ့သားသမီးတွေရတယ်ကျွန်းမင်းအဲ့ဒီသားသမီးတွေကမွေးလာတဲ့လူတွေရတယ်ကျွန်းမင်းကျွန်းမျိုးဆက်ပေါ့အဲ့လိုမျိုးသုံးတယ်ပြီးရင်ဆိုတော့နိုင်ငံတနိုင်ငံကိုတိမ့်ပိုက်လို့ရရှိလာတဲ့အချင်းမိလာတဲ့စစ်တုံးပန်းတွေကိုလည်းကျွန်းလို့သတ်မှတ်တယ်အဲ့ဒီ pharaoh ကကျွန်းတို့ရဲ့လူအားနဲ့ဆရာတို့ကြီးမားတဲ့pyramid ကြီးတွေနဲ့စာဖိလို့မဖတ်ဘူးနော် speed လို့ဖတ်မယ်နော်စာဖိလို့မဖတ်ဘူးနော် speed ရုပ်ထုနော် pyramid ကြီးတွေနဲ့ speed ရုပ်ထုကြီးတွေကိုဒီစောက်တယ် speed ရုပ်ထုကြီးဆိုတာကတို့ဒီရွှေဘုံပြားမှာတွေ့ရတဲ့မနုဿတွေဟာဖိနေဖောက်လို့တော့မပြောတော့ပါဘူးနော်မနုဿတွေဟာလို့မျိုးပေါ့နော်ဆရာတို့ဒီအကောင်လည်းမဟုတ်ဘူးတရားဝါလည်းမဟုတ်ဘူးတလိမ့်ဆန်လည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးဒီလိုမျိုးဆရာတို့ဘုရားရှင်လက်ထက်ကဆိုရင်ဒီဘလူးတွေကြောက်အောင်လို့ဆိုပြီးတော့မနုဿတီဟာဒီပုံစံနဲ့ဘလူးတွေကို6နိုင်တယ်အဲ့လိုမျိုး speed of 2တွေဆိုတာကဆရာတို့သူတို့ရဲ့ဘဘူးလက်ရကြွားတာပေါ့နော်သူတို့ရဲ့လူပုံစံတစ်ဝက်အနောက်ကချင်းသေးလို့ပါလို့ခန္ဓာကိုယ်ကြီးနဲ့ပေါ့နော်ဒါဟာသူတို့ရဲ့ speed of 2တွေကိုတိဆောက်ခဲ့အဲ့ဒီရုပ်ထုတွေကိုကြည်ချင်းအားဖြင့်နဲ့ဆိုတော့အဲ့ဒီဆိုတော့ဒီပုံစံဆိုရင်လေသူ့ရဲ့ဒီဒုညုံနေရတော့တိတိကျကျပေါ့နော်အခုပြောရမယ်ဆိုရင်တော့ဆိုတော့ဒီရေချိန်ပိုက်တွေပါနဲ့တိုင်းရင်တော့တိတိကျကျထွက်တယ်သူတို့ရဲ့ဘဘူးလက်ရအမတန်မှ BC 3200ရဲ့ကနေစပြီးတော့ထုံးကားနေဒီ pyramid တွေကဘာလို့ပို့လဲဆိုရင်ဘီယင်းတွေဖရိုဘီယင်းတွေသိရင်ဘာလို့ပို့လဲဂူတွေမြုပ်နိုင်လို့အဲ့ဒါမှာဂါဇာအရင်မှာရှိတယ်ဘယင်ကီ of year pyramid ကြီးဟာလွန်စွာခမ်းနားပါလေเนาะဒါသတိကံပုံ pyramid ကြီးတွေတဲကန်တွေကအရက်ဖြစ်တာကြောင့်တိတ်ကလအုပ်ကိုသုံးပါတယ်ဒါကတော့ sphere ရုပ်ထုတွေ sphere statues ပေါ့ဟုတ်လားเนาะဒါဟာ BC 3200မှာစတင်ခဲ့တာ2300မှာမင်းနိုင်ငံဟောင်းခေပြတ်သုံးခဲ့ရပြီကဲအဲ့ဒါဆိုရင်အလယ်မင်းနိုင်ငံခေတောင်ပိုင်းမှာတောင်ပိုင်းဆိုတာ Egypt ကြောင့်ပြောနေတော့ Egypt ပေါ့ Egypt ရဲ့တောင်ပိုင်းကမင်းသားသမားက Tiris မြို့ကိုဗဟိုပြုပြီးတော့ Egypt နိုင်ငံလုံးကိုစုစည်းပြီးတော့အလယ်မင်းနိုင်ငံကိုထူထောင်ခဲ့တယ်နောက်ပိုင်းအုပ်ချုပ်သူ Pharaoh ဘုရင်ရဲ့ဒီနိုင်ငံမင်းနိုင်ငံဟောင်းခေတ်မှာအုပ်ချုပ်ခဲ့တဲ့နောက်ပိုင်းအုပ်ချုပ်ခဲ့တဲ့ Pharaoh ဘုရင်ရဲ့အရေးအချင်းမြင့်ချင်းမှုကြောင့် Hyksos လူမျိုးတွေရဲ့နော် Hyksos လူမျိုးတွေရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် Egypt အလယ်မင်းနိုင်ငံဆိုတော့ဖြစ်တဲ့ပြတ်သုံးသွားခဲ့ရတယ်နော်ကျတော့ဒီမင်းသားကဆိုတော့မလုပ်ခဲ့တဲ့အလယ်မင်းနိုင်ငံကိုတည်ထောင်တယ်အလယ်မင်းနိုင်ငံကိုတည်ထောင်ခဲ့တဲ့ဆိုတော့နောက်ပိုင်းအုပ်ချုပ်တဲ့ Pharaoh ဘုရင်တွေရဲ့လက်ထက်မှာဆရာတို့ Hyksos လူမျိုးတွေရဲ့ဆရာတို့ကျူးကျော်တိုက်ခိုက်မှုကြောင့် Egypt အလယ်မင်းနိုင်ငံဆရာတို့ပြတ်သုံးနေ BC 1580ဟုတ်ပြီနော်ဒါပေမဲ့80နာကိုကပ်ပြီ BC 1580မှာ Tiris မှာ Egypt မင်းသားဆရာတို့ပထမမြောက်ဆို Ahmose ဟုတ်ပြီနော် Ahmose ကဆရာတို့ Hyksos ကိုပြန်လဲအောင်မြင်စွာတိုက်ခိုက်ပြီးတော့မင်းနိုင်ငံအသစ်ကိုပြန်လဲထူထောင်တယ်တတိယမြောက်ဆရာတို့ BC 1489တတိယမြောက် Thutmose လက်ထက်မှာဆရာတို့ Egypt Empire ဟာအထွတ်အထိပ်ကိုရောက်လာအဲ့ဒါဆိုရင်မဟာရင်ချင်းမှုထွန်းကားခဲ့တဲ့ရှေးကြဆုံးဆိုတော့ Egypt နိုင်ငံအကြောင်းကိုအဓိကအချက်ပြန်ပြောမယ်ဆိုတော့ Egypt နိုင်ငံ Africa ကနားမြေဝမ်ဒေသမှာရှိပြီးတော့ရှေးဟောင်းရည်ကြီးကိုစာရင်းထုံးထားတာဖြစ်တဲ့နားမြေအနစ်စီရေလွှမ်းလို့တဲ့အတွက်ကြောင့်မို့မြေကြီးရောကကောင်းပြီးတော့စိုက်ပျိုးရေးလွန်စွာဖြစ်ထွန်းတယ်ဆိုတော့နိုင်ငံမင်းနိုင်ငံတော်ဟောင်း
မှာဆရာတို့ Philophenia ဘာရဲ့ဂျူနီယာလောအားနဲ့ pyramid နဲ့ swing ရုပ်ထုကြီးကိုတည်ထောင်ခဲ့အဲ့မှာကဘေး pyramid ကြီးကထင်ရှားတယ် key of year ဆရာတို့ pyramid ကြီးကထင်ရှားတယ်မိနိုင်ငံဟောင်းခင်မှာဆရာတို့အောက်ချုပ်သူဘုရင်ကို Pharaoh လို့ခေါ်တယ် BC 1989တတိယမြောက် Thomas လက်ထက်မှာ Ancient Empire ဟာအထုပ်အထိပ်ကိုရောက်ရှိခဲ့အဲ့ဒါဆိုရင်ဆရာတို့ Grace တမိုင်းရဲ့ဆရာတို့ဗာလဲ Egypt အပိုင်းပြီး Egypt အပိုင်းပြီးဆိုရင်ဆရာတို့ရှေးဟောင်းရည်ကျင်းမှုများဖြစ်တဲ့ဆရာတို့ Greek နိုင်ငံအကြောင်းကိုဆရာတို့လေ့လာကြမယ်နော်ကြိုပြီးတော့ပြတာမယ်နော်ဗာလဲ Greek နိုင်ငံအကြောင်းကိုလေ့လာကြမယ်တောက်သမီးတို့အားလုံးရှင်နဲ့ချမ်းမြေ့ကြပါစေ